ဝသမားလေးအချစ်တစ်ခုသာမိမလွယ်လို့ဂုံဝေတွေလည်းမရှိဘူးလေကျင်နာသူနဲ့ဝင်ရမည်မေလေးထွက်သွားအလုပ်ကြိုးစားလို့လေအနုပညာဘဝကြီးလန်းရှောင်းလန်းစားမေဘဝချီမင်းရဲ့အဖေမေသဘောမတူကြလို့မင်းအဖြစ်ကဘဝသမားလေးအချစ်တစ်ခုသာမိမလွယ်လို့ဂုံဝေတွေလည်းမရှိဘူးလေကျင်နာသူနဲ့ဝင်ရမည်မေလေးထွက်သွားအလုပ်ကြိုးစားလို့လေမင်္ဂလာခါတော့တချင်းတဲ့နေလေမင်္ဂလာမန်းတဲ့ချက်တီတင်းနေမင်္ဂလာနှစ်ဖူးစီကပြေးမှာသူတို့သမီးနဲ့သူတို့သားစားသူတို့သမီးနဲ့မဲသူရဲ့နဘေးကသူတို့သားနေရာကမင်းဖြစ်နေတာရက်စပါရက်စတမင်းရက်စလုံးနဲ့ကွာမင်းရှာခဲ့တဲ့မြမင်းတွေ့ဆိုတာကြာပြီမဲ့ခုတော့လေကွာမင်းတို့မင်္ဂလာခါတော့ကျွမ်းရှုံးသမားနေနေမေးလက်ခွဲခဲ့မှာအဝေးကမေတယောက်အရောက်ပြန်လာကောင်းမိမယ်အခါကတော့နှောင်းခဲ့ပြီပေါ့မင်္ဂလာမန်းတဲ့ကပြေးစာကိုအသာရဖတ်ရင်ထွက်ပေါ်လာတဲ့မင်္ဂလာအခါတော့တချင်းတန်ကမိရင်ထဲကိုထိုးနှက်လို့ချေမွားလိုက်ပြီလေရက်ဆက်လိုက်တာရေချားမြေချားအလုတ်တွေကြိုးစားလို့ရှာဖွေခဲ့သမျှအရာတွေဟာတို့နှစ်ဦးအတွက်ပါလို့ပြောခွင့်ရှိသေးရဲ့လားမိကိုဖြည့်ပေးပါဦးကျင်ရသူအရှုံးသမားတယောက်အနေနဲ့အကောင်ဆုံးလက်ဖွဲ့ခဲ့မှာပါထာဝရပြုံးပျော်နိုင်ကြပါစေအနုပညာဘဝကြီးလန်းရှောင်းလန်းစားမေဘဝချီမင်းရဲ့ဖေမေသဘောမတူကြလို့မင်းဖြစ်ကဘဝသမားလေးအချစ်တစ်ခုသာမိမလွယ်လို့ဂုံဝေတွေလည်းမရှိဘူးလေကျင်နာသူနဲ့ဝင်ရမည်မေလေးထွက်သွားအလုပ်ကြိုးစားလို့လေအချီတငယ်ချင်းတွေဝိုင်းဖွဲ့ဆူယုံပြောမဆုံးစွာနဲ့လေမင်္ဂလာခါတော့တချင်းတဲ့နဲ့လေမင်္ဂလာမဲ့တဲ့ချက်တီတင်းနေမင်္ဂလာနှစ်ဖူးစီကပြေးမှာသူတို့သမီးနဲ့သူတို့သားစားသူတို့သမီးနဲ့မဲသူရဲ့နဘေးကသူတို့သားနေရာကမင်းဖြစ်နေတာရက်စပါရက်စတမင်းရှာခဲ့တဲ့မြမင်းတွေ့ဆိုတာ